ကမ္ဘာတောင်တက်အကျွမ်းဆုံးတော်ကမ္ဘာတောင်တက်အကျွမ်းဆုံးတော်ဆိုရင်တော့ဒီတော်ဝဲပြမှာဖြစ်ပါလိမ့်တောင်စိတ်လောက်တောင်တက်ကျွမ်းကျင်တဲ့တော်မျိုးဘယ်မှာမှမြင်တွေ့ရမှာမဟုတ်ပါဘူးတောင်စိတ်တစ်ကောင်က90ဒီဂရီထိမတ်ဆောက်နေတဲ့တောင်ဆောင်တောင်မှာအခက်အခဲမရှိတက်သွားနိုင်ပါလိမ့်တောင်စိတ်တွေကဒီလိုမတ်ဆောက်တဲ့နေရာတွေမှာပဲနေထိုင်ကျက်စားကြတာပါတောင်စိတ်တွေကိုတိုက်ခိုက်မရှိဘူးဆိုပြီးတော့လည်းအထင်သေးလို့မရပြန်ပါဘူးသူကလူကြီးမင်းတို့ထင်ထားတဲ့ကြောင်မှာပိုပြီးဆွမ်းအားကြီးကြပါလိမ့်တားရဲတွေကိုရှောင်တိန်နိုင်မှုအတွက်တောင်စိတ်တွေကသူတို့ကိုသူတို့ပြည့်စုံနေအောင်ပြင်ဆင်ထားကြတာပါသူတို့ရဲ့ခြေချောင်းတွေကကုတ်တယ်မှုအားကောင်းပြီးခနာကိုယ်ကလည်းလိုက်လျောညီထွေပြောင်းလဲနိုင်တာကြောင့်ဘယ်လိုတောင်ဆောင်မျိုးမှမစိုးတည်တည်ငြိမ်ငြိမ်နဲ့ရပ်နေနိုင်တာဖြစ်ပါလိမ့်ဒီလိုတောင်တက်ဆွမ်းရည်ကြောင့်တောင်စိတ်တွေကမြေကွေးဝင်ပလွေနဲ့နှင်းတောင်တွေရဲ့တားရဲပရင်ဖြစ်တဲ့နှင်းကျစ်တွေရဲ့လက်ကနေတောင်မှလွတ်မြောက်နိုင်ကြပါလိမ့်မြင်းကြောက်တဲ့တောက်ခွေနဲ့ရင်ဆိုင်ရပြီဆိုရင်လည်းတောင်စိတ်တွေအတွက်ပိုပြီးတော့တောင်အားသာချက်ရှိပါလိမ့်တောင်စိတ်၃ကောင်ကိုတောက်ခွေပက်လက်ဝိုင်းနေတောင်မှတောင်စိတ်တွေကပြားခံမသွားဘဲနဲ့တောက်ခွေရောက်မလာနိုင်တဲ့နေရာမှာပဲစိတ်ရှိရှိနဲ့စောင့်ဆိုင်နေကြတာပါတောက်ခွေရလည်းဘာမှမလုပ်နိုင်မင်းနဲ့ပတ်ပြီးတော့ဟောင်းနေတာတခုပဲတက်နိုင်ကြပါလိမ့်ဒါမှလည်းတောင်စိတ်ကဘလောက်ပဲတောင်တက်ကျမ်းပါစီရွှေလင်းုံနဲ့တွေ့ရရင်တော့အစာဖြစ်သွားကြရရှာပါလိမ့်